ဘယ်လိုနီးတယ်ပဲဖြစ်ဖြစ်ချန်ပီယံလိမှာအာဆင်နယ်နိုင်စာအကြောင်းမရှိဘူးဒါကြီးအာဆင်နယ်ရှုံးရှုံးမှာ PSG နိုင်ဝင်နိုင်လိမ့်မယ် PSG နည်းနည်းစလိုက်ချန်ပီယံဖြစ်မှာကွာဟောနောက်တစ်ခါကျတော့PSG ရှုံးရလိမ့်မယ်အာဆင်နယ်ကခန့်စစ်ရန်ကောင်းတယ်တိုက်စစ်ကဒီနှစ်ကချန်ပီယံလိမှာလည်းကောင်းတယ်ပေးကိုဆိုရင်6ကိုပဲပေးထားရတာလို့ပြောဒါအမျိုးမျိုးတွေပြောကြမယ်ဗျာဆိုတော့အဲ့ရရတွေအမျိုးမျိုးတွေပြောနေမယ်စားဘယ်သိနိုင်မလဲဆိုတော့ကျွန်တော်တို့အချက်လက်လေးတွေနဲ့ကျွန်တော်တို့နော်တုံးသက်ကြည့်ကြရအောင်ကျွန်တော်နည်းနည်းရှာထားတဲ့ချက်လက်လေးတွေရှိတယ်ဒီအရင်ဆုံးအနေနဲ့ပြောမယ်ဘောပွဲကဘယ်မှာကြည့်ရမလဲဆိုရင်တော့ Telegram Channel ဖြစ်တဲ့ WeSport Live 3မှာ WE Sport Live 3ဆိုတဲ့ဟာလေးကိုရိုက်ရှာပြီးတော့ UCN Final ပွဲစဉ်ကိုကျွန်တော်နဲ့တူလာရောက်ပြီးတော့မှ Telegram မှာအားပေးလို့ရတယ်ကဲဆက်ပြောရအောင်အာဆင်နယ်အသင်းကိုစာပြောချင်တာအာဆင်နယ်အသင်းမှာအနေငယ်အကြက်ရိုက်သွားစေမယ့်ပြဿနာတခုရှိတယ်အဲ့ဒါကအာဆင်နယ်အသင်းရဲ့ခံစားမှုဖြစ်တဲ့ဘန်ဝိုက်ကမနက်ဖြန် Final ဘူလူဘက်မှာပေါင်ဝင်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ပေါင်ချန်ဒဏ်ရာရရှိထားလို့ဆိုတော့သူ့ဘက်မှာကစားရတဲ့တစ်ဖက်ကပြိုင်မဲ့ကစားသမားတွေကကာရက်ရှက်ကလီယာတို့လူကစားသမားတွေဘာကူလာတို့လူတောင်ပန်ကစားသမားတွေဒီကစားသမားတွေကမြန်နှုံးရမ်းကောင်းတာနော်ကိုလိုမြန်နှုံးလည်းကောင်းတယ်ပြီးတော့ဂိုးတင်ဆန်းရည်တိုက်စစ်စွမ်းရည်မှာလည်းကောင်းတယ်ဆိုတော့အာဆင်နယ်ခံစစ်ကအဲ့ဘက်ချက်မှာမော်စကွဲရာကိုထည့်ပြီးတော့ပွဲထွက်မယ်ဆိုရင်တော့ဘန်ဝိုက်လိုက်တော့နောက်တန်းကကြစ်လက်မယ်လို့မထင်ဘူးအဲ့ချက်ကအာဆင်နယ်အသင်းရဲ့နီးပြမိုက်ကယ်အာရီယာအတွက်ခေါင်းခဲစရာဒါပေမဲ့တစ်ဖက်က PSG အသင်းဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင် PSG အသင်းရဲ့ကိုသမားဖြစ်တယ်ဘယ်လိုပြောမလဲစာဘူးနို့လားစာဘူးနို့ကပွဲထွက်ရမှာဒီက main ကိုသမားဖြစ်တယ်ဒီဘယ်လိုပြောမလဲရှာဗလီယာကသူလည်းပေါင်ဒဏ်ရာကြောင့်အဲ့ပွဲမှာဘလူဘက်မှာပါနိုင်မှာမဟုတ်ဘူးအဲ့ချက်ကတော့အာဆင်နယ်အသင်းအတွက်အားရစရာတစ်ခုလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ PSG ကငကိုတဲကသူကတွင်းကိုသာတွင်းနေဆိုပေမဲ့ခန်းစင်ပိုင်းမှာအနေနဲ့ဂိုးပေးရတဲ့အချက်ရှိတယ်အာဆင်နယ်ကကျတော့ဂိုးသာအရန်မသွင်းတာခန်းစစ်ကတော့အရန်လုံနေတဲ့မှာပါတယ်ဒါပေမဲ့လည်းပြန်မှာခန်းစစ်ကအဲ့တစ်ချက်သွားပြီးတော့အာဆင်နယ်အသင်းမှာအားနည်းနေတယ်လို့မြင်တယ်ဘာမှမပါလာနေတဲ့ပြဿနာပေါ့တစ်ဖက်ကတော့ဂိုးသမားကအရန်ဂိုးသမားနဲ့ပေါ်ထွက်မှာအဲ့ပြဿနာကကျွန်တော်ကပိုကြီးရလို့မြင်တယ်ဒီပြဿနာတစ်ခုကိုရှင်းကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းကနိုင်ဖို့အတွက်အခွင့်အရေးအနည်းငယ်ပိုများတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကြေးရတော့အာဆင်နယ်ဘက်ကြီးကပေးထားတဲ့ကြေးရအောက်ကြေးကြီးတော့ဖြစ်နေတယ်PSG ကိုအပေါ်ကြေးပေးတာထားပါတော့အဲကြေးတွေကိစ္စခဏထားလိုက်အောင်ဆိုတော့ခုလိုတော့မနေ့ပြန်ပွဲကိုဘလို့မြင်နေတစ်ချက်ပြောချင်သေးတာမနေ့ပြန်ကင်မဲ့ကွင်းလက်တိုင်ကဂျာမနီကွင်းလက်တိုင်ဖြစ်တယ်ဒန်နီယယ်စီးဘက်ကင်ပါဒန်နီယယ်စီးဘက်ဆိုရဲကွင်းလက်တိုင်ကအနီးကတ်တွေအဝါကတ်တွေစောင့်ရမ်းပြတာဆိုတော့အခက်မသိရင်တော့မှဒီမိနစ်90အတွင်းမှာပယ်နတီတွေပါပြီးတော့မှပေးရင်ပေးရလိုက်နိုင်တယ်ဗျာဒီပယ်နတီအေးကပေါက်ထဲမှာအမားလို့မနေ့ပြန်ပွဲရတော့တော်တော်လေးကိုကြည့်လို့ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်ကထင်တယ်ဆိုတော့မနေ့ပြန်ဘလူးပွဲဘလို့မြင်လဲကိုလိုကွန်မန့်မှာမန်ကလို့ရတယ်ဘာပွဲကြည့်ချင်တယ်ဆိုရင် Telegram Channel ဖြစ်တဲ့ WeSport Live 3ဆိုပြီးတော့ Telegram Search Bar မှာရိုက်ရှာပြီးတော့မှကျွန်တော်ရဲ့တူတူ Final ဘလူးပွဲကို live အားပေးလို့ရပါတယ်မနေ့ပြန်မှာတွေ့ကြပါမယ်